ဇန်နဝါရီပြောင်းရွှေ့ကာလမှာအသင်းလိုက်ဝယ်ယူတဲ့ထိပ်တန်းကစားသမား9ဦးမင်္ဂလာနေ့ပါခင်ဗျဒီဗီဒီယိုကိုယူကလည်းကြည့်နေတယ်ပဲဆိုရင် VPN လေးခိုင်ပြီးကြည့်ပြပါခင်ဗျဘုံလောကမှာနှစ်စဉ်ဖြစ်ပျက်နေကြပုံမတိုးရှိပါတယ်အဲ့ဒါကတော့အသင်းကြီးအများစုလူဝေးရမှာဇန်နဝါရီဇွတ်မှာစောင့်ကြည့်အုံးဝယ်ဆိုပြီးအချိန်ဆွဲနေတဲ့ကစားသမားတွေကငွေရာသီရောက်တဲ့အခါမှာတော့အစမတန်ဈေးကြီးပေးပြီးဝယ်ရတာကိုဖြစ်ပါတယ်အခုဖော်ပြပေးပါကတော့အချိန်မနှောင်းခင်ဇန်နဝါရီမှာတင်အမေရကန်လန်းတဲ့လက်ရှိဥရောပရဲ့အဝယ်ယူသေးဆုံးစိတ်ဝင်ကစားသမား9ဦးရဲ့အကြောင်းအရာတွေဖြစ်ပါတယ်ဒီစစ်မှာဘသူတွေပါဝင်နေပါသလဲကြည့်လိုက်ရအောင်ပါနံပါတ်9ရိုဒီဂိုအချိန်လုံးကရီယယ်မက်ဒရစ်ရဲ့အဓိကတက်စစ်ကစားသမားဖြစ်ပေမဲ့ဒီရာသီမှာတော့ရိုဒီဂိုကမိနစ်900ကျော်ပဲကစားခွင့်ရထားပါတယ်ဒါတော့ခီလီယန်အမ်ဘာပေဒဏ်ရာရနေတဲ့အတွက်သူဒီတော့ပါဝင်မရနေတာပါမက်ဆီတဲ့ကစားခဲ့တဲ့ချန်ပီယံပွဲမှာသူကဘလောက်ကောင်းလဲဆိုတာကိုသက်သေပြခဲ့လို့ဂွာယူရာကိုယ်တိုင်ကသူကနေ့လည်းပဲအဆင့်ကစားသမားလို့တရားဝင်ချီးကျူးခံရသူပါဒီပြအလိုလိုလက်ထက်ရခုရာသီမှာသူကသေဝနဝတဲ့ဖန်တီးမှုတစ်ချိန်စာပြုလုပ်ထားပါတယ်သူ့အတွက်ကန်ဆိုးတာကရီယယ်မက်ဒရစ်ကခီလီယန်အမ်ဘာပေဗီဒီစီရဲ့ဂျူဒီယာဂျူဘာလီယာတို့သာပွဲထွက်ကစားသမားအဖြစ်ရည်ရွယ်ထားတာဖြစ်ပြီးလူငယ်သွေးတွေဖြစ်ကြတဲ့တိုက်စမှုဂါဇီယာဘရိုင်ယန်ဒိုင်ယက်စ်မက်စတာဂျူနိုအာဒန်ဂူရာတို့ကလည်းရီယယ်မက်ဒရစ်အသင်းမှာပုံစံကောင်းတွေကိုစားတိုက်ပြသနေကြကြောင်းရိုဒီဂိုကိုအသင်းကရောင်းချချင်နေတာဖြစ်ပါတယ်။ရခိုင်ကတော့ရိုဒီဂိုကိုယ်တိုင်ကအသင်းကနေထွက်ခွာလိုခြင်းမရှိတာကြောင့်လက်ရှိအချိန်ထိဆက်ရှိနေတာဖြစ်ပြီးအခုတော့ PR တွေကြောင့်သူ့တွေနဲ့အသင်းပြောင်းဖို့စဉ်းစားနေရပါပြီ။သူ့ရဲ့အနာဂတ်မသေးကြခြင်းယခုဇန်နဝါရီမှာသာအားကောင်းတဲ့ကလန်ဝတ်တစ်ခုပြုလုပ်ခဲ့တော့သူ့အနေနဲ့အသင်းပြောင်းဖို့ရှိနေပါတယ်။လက်ရှိအသက်အရွယ်နဲ့အတွေ့အကြုံအရသူ့ကိုခေါ်ရတဲ့အသင်းကအပြတ်ဖက်ပါသိကြပါလေနံပါတ်6ကန်ဗီယာဆိုဘဲညာနောက်ကလူအပြင်ကွင်းလေအထိပါအင်တယ်အားတဲ့ကစားနိုင်တဲ့အီတလီသားကန်ဗီယာဆိုကမန်စီးတီးနဲ့လီဗာပူးအသင်းတွေရဲ့ပြစ်မှတ်ကစားသမားဖြစ်ပါဂျိုဗီတာအသင်းနဲ့2019အထိစာအုပ်ချုပ်ထားပေမဲ့ကစားသမားကတော့ပရီးမီးယားလိနဲ့လာလီဂါလိုထိပ်တန်းလိတွေမှာကစားကြည့်နေတာဖြစ်ပါတယ်ကန်ဗီယာဆိုက90ပိုင်းကြည့်ကြတယ်လို့သူ့ရဲ့ကစားဟန်ကခစ်တဲ့နီးပြတဲ့ရဲ့ကစားကွက်အခင်းချင်းမှာအလုံးအသုံးတက်ပါတယ်။ဒါ့အပြင်စကနဲ့ခံကြပိုင်းမှာအားသာသူဖြစ်ကြကြောင်းအသင်းကြီးအနေနဲ့ဈေးပတက်ကင်အခုဇန်နဝါရီလကတည်းကဝယ်ထားတဲ့ကစားသမားဖြစ်ပါတယ်။ဒါပေမဲ့အတီယာမီဒေါမွန်တင်ရဲ့လူငယ်ကျယ်ဝစ်အတီယာမီကငွေဦးကာလာမှာခြေစွမ်းပြိုက်ထားတဲ့ဈေးသုံးကတားမရအောင်တက်သွားမဲ့သူပါ။လက်ရှိမှာပေါ်ထုတ်ကိုပုံမှန်မရသေးတာကြောင့်စိတ်ပြတ်မှုတွေရှိနေချိန်မှာမယ်ရီလိုသွင်းမိကနံပါတ်ကြီးအေဂျင့်ဂျောမန်ကတဆင့်ချိဆက်မှုတွေပြုတ်နေပါတယ်လက်ရှိမှာအသက်23နှစ်သာရှိသေးတဲ့ဂျာမန်တက်စစ်မှုကအထောင်တက်စစ်မှာလာမကဘယ်ဂျာတော်တက်စစ်တွေပါအကောင်းဆုံးကစားလာတာဖြစ်လို့အသင်းကြီးသားရဲ့အကြိုက်တွေ့ရစရာပါဘုံဘန်ကတော့သူ့ရဲ့စာချုပ်ပါသဘောတူချက်အရာယူရို60လောက်ပေးရင်ယခုနှစ်ဇန်နဝါရီမှာပဲထွက်ခွာဝင်ပြီးကိုရှိနေပါတယ်နံပါတ်4ဆွေးတူအဲမာလာဝယ်ဖို့အသင့်တော်ဆုံးဘွန်ဒက်ဒီကာရဲ့ကျယ်ဝန်းသက်ကတော့ကိုလုံးသေးရဲ့အသက်19နှစ်သာရှိသေးတဲ့ဂျာမန်သားဆေးအဲမာလာဖြစ်ပါတယ်သူ့ကိုဥရောပထိပ်သီးတွေဖြစ်ကြတဲ့မန်စီးတီးဘိုင်ယန်နဲ့ဒိုမိုအသင်းတို့ကမျက်စိကျနေပြီးကိုလုံးသေးကတော့လာမဲ့နွေရာသီမှာတန်း40ကျော်နဲ့ရောင်းချဖို့ပြင်ဆင်ထားပါတယ်ဒါပေမဲ့အသင်းကြီးတွေအနေနဲ့သူ့ကိုတကယ်စိတ်ဝင်စားရင်တော့နွေရာသီထိမစောက်ပဲအခုပဲကလပ်ပြီးဇွန်လအထိအငှားပြချထားတဲ့စတင်မျိုးနဲ့ခေါ်ယူသင့်ပါတယ်နံပါတ်3ဘူအာဒီ PSG နဲ့ပရီးမီးလိအသင်းကြီးတွေကစောက်ကြည့်နေတဲ့ပြင်သစ်ကလပ်လာဒီအသင်းကအသက်19နှစ်အရွယ်ပြည်သက်သားဘူအာဒီကလက်ရှိမှာတန်း90ဝန်းကျင်ဈေးပေါက်နေပါတယ်အမှန်တော့တန်း90ဆိုတဲ့ငွေကြီးကသူ့ရဲ့လက်ရှိခြေစွမ်းအသက်အရွယ်တဲ့ခြေအရင်ကိုနဲပါတယ်သူက2019အထိလာဒီအသင်းနဲ့စာချုပ်ချက်ရှိသူဖြစ်ပြီးနွေရာသီအပြောင်းအလဲမတိုင်ခင်အထိသူ့ရဲ့ခြေစွမ်းကိုဆက်ထွေးထားတိုင်ခဲ့ရင်တော့သူ့ရဲ့တန်ကြီးကအများကြီးဖြစ်တတ်သွားမှာဖြစ်ပါတယ်။ဒါကြောင့်အသင်းကြီးတွေအနေနဲ့ဒွေရာသီမှာသူ့ကိုခေါ်ပဲအစားအခုကလေးကခေါ်ယူပြီးနှစ်ကိုအထိပြန်အငှားချတာမျိုးပြုလုပ်သင့်ပါတယ်။နံပါတ်1အာဆာနီဘိုဒက်ဒီကာရဲ့နှုတ်ထက်ဝယ်ယူသင့်တဲ့ကစားသမားကဟော်ဗရဲ့အသင်းကကိုဆိုဗိုတက်စစ်ဘူးအာဆာနီဖြစ်ပါတယ်။ဟော်ဗရဲ့အာဆာနီဟာတန်း30အောက်စာချုပ်ဖြတ်သိမ်းကြီးတာရှိနေတာကြောင့်
ဘာဆိုလာတဲ့ရန်ရန်မစ်တို့လိုအချိုးဆောင်တက်ရတဲ့အသင်းတွေကတကယ့်ကိုစိတ်ဝင်စားနေတာပါဒီစီလုံးကဒူတီဒဲနေစီပါလာဖြစ်ပြီးပုံမှန်ဂိုးသွင်းတဲ့အပြင်လက်ရှိမှာအသက်23နှစ်ရှိသေးတဲ့အာဆာဒီအတွက်လာမယ့်နွေရာသီမှာတော့ဒီဈေးတဲ့ခေါ်ဖို့ကမလွယ်တော့ပါဘူးနံပါတ်1ရိုဒီဂိုဘန်ဒိုဇာယခုနေ့ဇန်နဝါရီပြောင်းရွှေ့မှာအသင်းတိုင်းဝယ်ဖို့အသေးဆုံးကစားသမားကတော့စပိန်ကလပ်အချီမှာကစားနေတဲ့စပိန်ကွင်းလေလူမန်ဒိုဇာဖြစ်ပါတယ်အသက်20အရွယ်သားရှိသေးပြီးအတန်ကစပိန်ဘောလုံးလောကရဲ့ကျယ်ဝန်းကစားသမားလို့တင်စားခေါ်ထုတ်ကြတဲ့မန်ဒိုဇာကအသက်အရွယ်တဲ့ပြပြတဲ့ခြေစွမ်းနဲ့ရင်းချက်မှုတွေကိုပိုင်ဆိုင်ထားပါတယ်သူကအချီအသင်းနဲ့2018အထိစောက်တဲ့ကြရှိနေပြီးယခုဇန်နဝါရီမှာခေါ်မယ်ဆိုရင်သူ့ရဲ့စာချုပ်ဖြတ်သိမ်းကြီးကယူရို30သာဖြစ်ပါတယ်သူကဖီအားတက်ကိုခံနိုင်ရှိပြီးလူရကစားသမားဖြစ်တာကြောင့်အာဆင်နယ်ရီယယ်နဲ့မန်စီးတီးတို့ကစောက်ကြည့်ကြပါတယ်သူ့ကိုလိုချင်တဲ့အသင်းတွေအနေနဲ့တန်းနေစရရမယ့်အခွင့်အရေးကိုလက်လွတ်လိုက်တော့လာမယ့်နွေရာသီမှာဒီချက်မကားတဲ့ပမာဏကိုပေးချရမှာဖြစ်ပါတယ်ယခုမျှအပေးထားကတော့ဇန်နဝါရီပြောင်းရွှေ့ကာလမှာတင်တိုင်းဝယ်ယူတဲ့ထိပ်တန်းကစားသမား9ဦးရဲ့အကြောင်းအရာတွေဖြစ်ပါတယ်အစိုးရနောက်ထောင်ပေးခဲ့လို့အားလုံးကိုကျေးဇူးပါဗျာ